အမလေးစာဖတ်မယ်အရှိတောင်အာရှရီမီသူတီပိုလာ၍ပူတော်သည်နိအရှိတောင်အာရှတွင်တဲစုငိမ့်တီပိုလာ၍အတော်ဆုံးဖြစ်ပါသည်တဲစုငိမ့်ဤကလောင်နာမီကိုဖော်ပြပါတဲစုငိမ့်ဤကလောင်နာမီမှာတဲဖြစ်ပါသည် JK ဆိုပီယာတီတဲစုငိမ့်တဲ့ပူတော်ပါတလားမိသူများကပြောသည်နိJK ဆိုပီယာဒီတဲစုငိမ့်ဤခြေဖြားတော်မမီပါဟုသူဖန်များကပြောပါသည်ဟဲ့သမီးနင်းကငါစာဖတ်ခိုင်းနေရလေဘာစာရဖတ်နေရတော့ညရလဲအော်အမေရဲ့သမီးရလေမမသေးစုရင်ကြောင့်ဖတ်နေရလေသမီးရလေမမသေးစုရင်တော့အရန်တော်ပြီးအရန်မချင်လို့အခုထိစူးစမ်းနေရလေအခုတော့မှလေမမသေးစုရင်ရလေ1994ရုပ်ရှင်တကားလောက်ရိုက်ပြီးတော့လေသူရဲ့ပရိသတ်တွေရမမသိစင်းရင်ကိုကယ်ဒမီမန်ထားတာတမီးကမမသိစင်းရင်တော့အရန်တော်ချင်တာရုပ်ရှင်လေးတွေရိုက်ပြီးတော့ကယ်ဒမီလိုချင်တာတမီးကလေအမလေးတမီးရဲ့အဲ့တော့ကတော့အမေတို့ကတနာပါရဲ့အေးငါတို့ JK ဆိုပြီးရလေဆိုလေးတော်သလိုအကားလေးတော်တယ်ပြီးတော့သူ့မှာ talent ပေါင်းစုံရှိရလေနင်တို့သိစင်းထဲတော့တာပါရဲ့အေးအမေအဲ့ဆို JK ဆိုပြီးရဖန်ပေါ့တမီးကတော့တဲရဖန်စစ်မစစ်လို့မြည်သေးတယ်အေးအဲ့ဒီတဲဖန်စစ်ဆိုတဲ့ညတော့လေဒီနေ့ညအတွက်ညဆန်ခတ်ပြီးလည်းမလိုက်တော့အေးဘလို့တမီးမှမသိဘူးဝင်ရတော့ဝိုင်းကြီးဆက်လိုက်တာဟေးသူ့ကိုကြွေးရတယ်မွေးရသေးတယ်အမေနဲ့မြတ်တစ်ဖွဲ့တည်းဖြစ်မလားဟာလို့သူ့ကိုကြောပြနေတာဟင်းအခုတော့မေနဲ့ဆန့်ကျင်ပဲပေါ့ဟဲ့ပါမလည်းမဆိုင်သေးနဲ့အမေကလည်းကြည့်ညစာမစားဘူးတဲ့Naga maraba, the local man. I have be beyond a minute. Pick it up, yeah. Yashin Gabon,